Hello အားလုံးပဲမင်္ဂလာပါမြန်မာ Oliver Music ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Trinity ဆိုရဲ Grade 1ပေါ့နော်အဲ့ဒီမှာကသင်ခန်းစာ Check in out ဆိုရဲ sound လေးကိုဒီ note လေးတွေကိုအနည်းငယ်ရှင်းပြပေးပါရစေအဲ့ဒါ let's go Circle Office ဆိုရဲနေရာထဲမှာ family code ဒီနားလည်ဖို့အတွက်ဒီ step note ရဲ့ family code နားလည်ဖို့လိုအပ်တာဖြစ်ပါတယ် step note မှာကကြတော့ C family ဒီဟာကတော့ C key ဆိုရင် C family ဖြစ်ပါတယ် step note မှာဒီမှာဘာမှမပြထားဘူး travel class တခုပဲတွေ့ရမှာဖြစ်တယ် travel class တော့မဟုတ် G class လို့လည်းခေါ်တာဖြစ်ပါတယ်အဲ့ဒီမှာကဘာမှမပြထားဘူး travel class တခုပဲတွေ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဟာကို C family လို့ခေါ်ရမှာဖြစ်ပါတယ်So နောက်တစ်ခုမှကြတော့ဒီ travel class တွေ့မယ်ဒါပေမဲ့ shape တစ်လုံးတွေ့တယ်အဲ့ဒီ shape တစ်လုံးရဲ့အဓိပ္ပာယ်ကတော့ G family လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာ travel class တွေ့မယ် shape နှလုံးတွေ့မယ်အဲ့ဒီ shape နှလုံးမှာကြတော့ D family လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကြတော့ travel class တွေ့မယ် shape သုံးလုံးတွေ့ရတယ်အဲ့ဒီ shape သုံးလုံးရဲ့အဓိပ္ပာယ်ကတော့ A family လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ travel class shape လေးလုံးတွေ့ရမယ်အဲ့ဒီဟာကကြတော့ E family လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ B so ဒီမှာ shape က5လုံးတွေ့ရမယ် so သူကကြတော့ B family လို့ခေါ်တာဖြစ်ပါတယ် so နောက်တစ်ခုကကြတော့ဒီမှာtravel class တွေ့ရမယ် B flap လေးတွေ့ရမှာဖြစ်တယ် so အဲ့ဒီမှာကကြတော့ဒီတစ်ခုပဲတွေ့ရတဲ့ကြောင့်သူကF family ဖြစ်ပါတယ် so ဒါက do re mi fa sol la ti do ဆိုတဲ့ family code တွေဖြစ်ပါတယ်သူတို့ရဲ့ step note ကြည့်တဲ့ note ရဲ့ family code ရဲ့သင်္ကေတဖြစ်ပါတယ်ဒါဆိုရင်နားလည်မယ်ထင်ပါတယ် Okay ကျွန်တော်တို့ပထမဆုံးတွေ့ရမယ် Trinity Grade 1ရဲ့ Check in out မှာကတော့ note ကြီးရုံထုံးစံရှိတာဖြစ်တဲ့ကြောင့်ဒီနေရာမှာကြည့်မယ်ဆိုရင် shape တို့ flat တို့ကျွန်တော်တို့တွေ့ရဘူး shape တို့ flat တို့ကျွန်တော်တို့တွေ့ရဘူးဆိုတော့ဒီဟာကတော့သိချာတာကတော့ C family ဖြစ်ပါတယ် C family ဆိုတော့ measure မှာကကြည့်မယ်ဆိုရင်4 time ပြထားတာတွေ့ရမယ် one measure မှာ rest ပြထားတာတွေ့ရမယ်ဒီမှာက whole rest လို့ခေါ်တာပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာလဲဒုတိယ measure မှာလဲကြည့်မယ်ဆိုရင် whole rest ပဲเนาะ so rest က2 measure ပါတယ်ဖြစ်တဲ့ကြောင့်အဲ2 measure ပါက keyboard တီးတော့မှာဖြစ်တယ် so now 3 measure မှာကျတော့ quarter rest တွေ့ရမယ်1မှာမတီးဘူး2မှာတီးပါပေါ့เนาะဒီ A minor ဆိုရပြတဲ့ဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ follow မှာတီးတဲ့ A minor ကိုဒီမှာဟုတ်ပါဘူးဒီမှာအနည်းငယ်နားလည်အောင်ပြောရမယ်ဆို tab note ကိုကြည့်ရမှာပေါ့နော် tab note မှာဂီတာဂျိုး2ဂျိုးရယ်3ဂျိုးရယ်အဲ့နှစ်ခုပဲဖြစ်ရမှာပေါ့နော်ဆိုတော့ဒီတစ်ချင်းမှာကတော့hollow electric guitar ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်တကယ်လို့မရှိဘူးဆိုတော့ hollow နဲ့လည်းတီးကြည့်ပါဒီနေရာမှာ A minor ကကြတော့ hollow မှာ A minor တီးရုံထုံးတယ်ရှိတာဖြစ်တယ်လို့ကြောင့်ပြဿနာတော့မရှိပါဘူးဒါပေမဲ့ electric နဲ့တီးရမယ်ဆိုရင်ဒီ A minor မှာ electric A minor တီးလို့မရပါဘူး effect နဲ့တီးရတာဖြစ်တယ်လို့ကြောင့်အတိုင်ကပြဲတဲ့အတိုင်ထွက်လာနေတယ်ဆိုတော့အဲ့ဒါကြောင့်လို့သူကသူ့ရဲ့ power chord နေနဲ့ A minor ကိုဒီပုံနဲ့တီးတာဖြစ်ပါတယ်နားလည်မယ်လို့လည်းယုံကြည်ပါတယ် okay so ဟုတ်ပြီနောက်တစ်ခုကလည်း C မှာလည်းတူတူပဲကျွန်တော်တို့ hollow guitar မှာ C တီးလို့မဟုတ်ဘူးဒီမှာကသတိထားရမှာက C ကတစ်ခုပဲဖြစ်ရမှာပေါ့နော်နှစ်ချိုးတစ်ခုပဲဖြစ်ပဲ3နှစ်တစ်ခုပဲတီးရမှာဖြစ်တယ်နားလည်မယ်ထင်ပါတယ်ဒီမှာကနောက်တစ်ခုကကြတော့ဒီမှာကကြတော့ MF ဆိုတာကကြတော့သူကပြင်းပြင်းလေးနဲ့ကြဲကြဲလေးတီးရအောင်နော်ဆိုတော့ effect ဆိုတော့သူကပြင်းပြင်းလေးကြီးရအောင်နော်ဒါဒီမှာကတော့ထူးခြားတာကနောက်တစ်ခုပြင်းပြင်းဆိုပေမဲ့အရင်လဲသူကလုံးလို့မရဘူးစကထူပါတယ်ပြည့်ရအောင်နော်ပြင်းပြီးတော့ပြည့်ကျဲရအောင်
ပြတ်ပြီးတော့အတန်ပြည့်အောင်စကားထူရဲ့သဘောတော့အတန်ပြည့်အောင်နော် rhythm ကတော့ဒီမှာကso 1မှာမတီးဘူး2မှာတီးမယ်ပြီးရင်3 မှာတီးမယ်4မှာတီးမယ်ဆိုတော့သူ့ရဲ့ rhythm ကလက်ခုပ်နဲ့အနေငယ်ပြမယ်ဆိုရင်1 2 3 and 4အဲ့ပုံစံလာပါဘူးနော် now 1 2 3 4မေရှာမှာဆိုရင်လည်းအဲ့တိုင်းပဲ rhythm ကအဲ့နှစ်ခုပေါင်းတီးမယ်ဆိုရင်1 2 3 and 4 1 2 3 and 4အဲ့တိုင်းလာပါဘူးနော်နားလည်နေဖြစ်တယ်ဒီနေရာမှာဆို G ဆိုရင်လည်းသူကဒီနေရာမှာပစ်ကျိုးရဲ့သုံးဘက်ကိုပဲဖိရမှာနော်ဒီပုံစံလေးဖိရโอเคဆိုတော့ဒါမဲ့ဒီရမှာက3ကျိုးပဲပေါ့နော် electric ဆိုရင်တော့ဒီတိုင်းလေးပဲရိုးရိုးလေးပဲဒီ electric ကတော့ရိုးရိုးမဟုတ်ဘူးဒီတိုင်းပဲတီးလာရမှာနော်ရိုးရိုးဆိုတာကကျတော့ဟောလူဂီတာကိုရိုးရိုးပြောချင်တာဖြစ်တယ်နော်ဆိုတော့ဟုတ်ပြီနောက်တစ်ခုကကျတော့ F မှာလည်းတူတူပဲလက်ညှိုးနဲ့1 2ဖိမယ်တစ်ခွက်ထဲမှာပြန်နေနှစ်ခွက်ဆိုတော့3ကျိုးဖိမယ်ဒါဆိုရင် F ဆိုတာရအောင်နော်ဒါကတော့ဘာဖြစ်လို့ဒီပုံစံပဲကြည့်ရတာလဲဆိုတော့ F တီးလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ဒါက electronic guitar ဖြစ်တဲ့ကြောင့်သူက FF ပါတယ်ဒါကြောင့်မလို့ F တီးတဲ့အခါမှာဒီနှစ်ခုပဲတီးပြီးတော့ဒီနှစ်သုံးပဲတီးရအောင်နော်ဆိုတော့ electric တီးတဲ့လူကကိုနားလည်ပါပါ okay good ဒါဆိုဆက်သွားရအောင် rhythm ကတော့ဆွမ်းနာကြီးပြတဲ့ဒီမှာ next လုံးမယ်ဆိုရင်okay ဒီမှာပေါ့နော်ဒီမှာကလက်ခတ်ဒီကမတူပြန်ဘူးပေါ့နော်ဒီမှာကစကားတူ so F7 ဆိုတော့ so 1 2 tap note ကိုတစ်ချက်ကြည့်မယ်ဆိုရင်1 2ပဲဒီရအောင်နော် so အဲ့ဒါဆန္ဒကအရှိမ F ကြတော့1 2နဲ့နှစ်ခုတွဲဖိပြီးတော့လက်ခလေကကြတော့3ကျိုးဖိအောင်နော်အဲ့ဒါက F ဒီမှာကြတော့ F7 ဆိုရင် A minor ဖိရဲ့ position နဲ့ပဲပါနော်နားလည်မယ်ထင်တယ် so အဲ့ဒါဆိုရင်စတီးသွားမယ်ဒီမှာကသူ့ရဲ့အတန်ကပြတ်မယ်သူ့ရဲ့အတန်ပြတ်မယ်ဥမာဆိုရင် F7 ဆိုရင်1 2 3 4ဒီပုံစံပေါ့နော်အတန်အဲ့ပုံစံပြတ်အောင်ဖြစ်တယ်နားလည်မယ်ထင်ပါတယ် so ဟုတ်ပြီ so ဆက်သွားမယ်ဒီလက်ခက်ကဒီနေရာမှာပဲပြီးသွားသေးဘူးလက်ခက်ပြောင်းမယ် so သတိထားမယ်လက်ခက်ပြောင်းမဲ့နေရာလေးတွေပြတ်သွားမယ်ဒါက73မေရှာမှာပြောင်းသွားပြီးပြီး29မေရှာမှာကျတော့လက်ခက်မဟုတ်တော့ဘူး melody ပေါ့နော် melody ဖြစ်သွားမယ်ဒီနေရာမှာက so note rhythm နဲ့လက်ခုပ်နဲ့တီးပြမယ် so ဒီမှာက1 2 and 3 4 and ဒီပုံစံလာဘူးနော်29မေရှာမှာဖြစ်မယ်28မေရှာမှာကျတော့1 2 and 3 4 so red ရှိတဲ့ကြောင့်ဒီမှာက red ရှိတဲ့ကြောင့်ဒီနေရာမှာမတီးဘူးပေါ့နော်ဒီဘာကြတော့အရှိရပါနဲ့အတူတူပဲဆိုတော့မတော့ပြတော့ဘူးဒါပေမဲ့ repeat sign လေးတွေ့မယ် repeat sign ဆိုတော့နောက်တစ်ခေါက်ပြန်တီးရမှာပေါ့နော်ဒီနောက်တစ်ခုကကြတော့ machine ရသေးတယ်ဒီ bracket အရှိမှလည်း machine ခဲ့ဘူးဒီ bracket မှာနားလည်အောင်ပြောမှဆိုရင် one bracket မှာကြတော့သူကပထမတစ်ခေါက်တီးလာမယ်ဆိုပထမတစ်ခေါက်ကဘယ်နေပဲတီးရမလဲဆိုတော့ဒီကနေဒီထီကိုတစ်ခါတီးလာမယ်ပေါ့နော်နောက်ဒုတိယတစ်ခေါက်ကျတော့ဆိုဒီကနေဒီလာပြီးတော့ဒီဘက်ကိုကြော်ပြီးတော့ဒီလာတီးရအောင်နော်ဆို position ကတော့တူတူပါပဲဒါပေမဲ့ဆို3 3 1ဆိုတူပဲဆိုပေမဲ့သူကနောက်တနေရာကိုသွားမှာဖြစ်တဲ့ကြောင့်သတိထားရအောင်နော်ဆိုအဲ့ဒါကိုနားလည်နေချင်တာဖြစ်တယ်2 okay ဒါဆိုရင်ကျွန်တော်တို့တီးကြည့်ရအောင် okay let's go okay come on let's go